လောပိတာရေအားလျက်စစ်စက်ယုံကြီးရှိပြီးတော့တကြိုးတွေကနေပြီးတော့ရန်ကုန်မန္တလေးနဲ့တပီးပီးသွားနေတဲ့အောက်မှာနေတဲ့ရွာတွေကကလေးအမေတွေတောင်မှအဖွားကြီးဖြစ်ပြီးသေးတော့မှယောဂပေါင်းစုံရနေပြီကျမ်းမာရေးနဲ့မညီညွတ်တဲ့ဟာတွေစားကျမ်းမာရေးနဲ့မညီညွတ်တဲ့ lifestyle နဲ့နေတောကရေးနဲ့ပဲဖြာပါတာရေးနဲ့များစစ်ဆိုးရခက်သက်သက်လုပ်သွားတဲ့စစ်အာဏာရှင်ရန်တရားကြီးထဲမှာရှာပြီးတော့သားသမီးတွေကိုထိန်းချောင်းကျွေးမွေးခဲ့ကြရတဲ့ကရင်နီဒေသကတိုင်းရင်းသားလူမျိုးတွေဟာတော်သနာဖို့ကောလောပိတာခြေအားလေးတွေစိတ်ဝင်ထွက်လာတဲ့တပြင်းပြင်းမြည်နေတဲ့တက်တိုင်အကြီးတွေအောက်မှာမြေမြုံမိုင်းတွေကလည်းထောင်ထားသေးအဲ့မြေမြုံမိုင်းတွေကိုရွာကဝက်ကသွားပြီးတော့နင်းပြီးလို့ဝက်သေးသွားရင်လည်းအဲ့ဒါမြေမြုံမိုင်းဖို့ရွာသေးတယ်နွားနင်းပြီးလို့နွားသေးသွားရင်လည်းမြေမြုံမိုင်းဖို့ရွာတိုင်းပြည်ရှင်တွေမကောင်းလို့နိုင်ငံရေးရှင်တွေမကောင်းဆိုရင်လည်းအဲ့ဒါရွာသူရွာသားတွေကအဲ့ဒီသူတို့မရတဲ့လျှက်တင်မိတိုင်းကြီးတွေကိုသွားပြီးတော့ကင်းဆောင်ပေးကြရတယ်အဲ့တော့များသောအားဖြင့်ဘိန်းဆိုင်ကြတယ်အဲ့ဒီတာရှမ်းကရနေသက်မှာဘိန်းဆိုင်တောင်သူတွေက AR တိုင်းရလက်သမားတွေနဲ့ဘဝနဲ့အတူတူပဲဘိန်းကုန်တယ်တွေပဲချမ်းသာတာရန်ကုန်ကတထေးတွေပဲချမ်းသာတာကားတွေနဲ့တင်နေတဲ့ကောင်တွေပဲချမ်းသာမှန်အနက်ကြီးနဲ့ရဲဆောင်ရှောက်တွေနဲ့လာပြီးတော့ဘိန်းကုန်တယ်လက်ထဲဟာတွေအကုန်ဝယ်ပြီးတော့ဖျားထီးတင်ပြီးပြန်ဖျားထီးတင်ပွဲကြီးအကြောင်းပြရှင်ပြပွဲကြီးအကြောင်းပြပြီးတော့လုံခြုံရေးဆောင်ရှောက်တွေနဲ့လာတယ်အောင်သေးရတူအောင်ချောင်းပြူဘာညာတာရကာဆိုပြီးတော့ပိုက်ဘောမိနေတဲ့ဘိန်းကုန်တယ်လက်ထဲဟာတွေအကုန်လုံးကိုအဲ့ဒါအဲ့လုံခြုံရေးကားတိုင်းနဲ့တည်ဝါနိုင်တာအဲ့ဒါခရိုနီတွေပဲရန်ကုန်ကခရိုနီပဲသူ့ခြံဝင်းထဲမှာမူရစေဝါတန်းနဲ့ချီတွေ့လဲထောင်ထဲမရောက်ဘူးပဲအခုမှသခွဲလူပြီးတော့ရောက်လာမရောက်လာလဲဘယ်သူမှမသိဘူး